မိဘတွေပဲတဲ့တာမဟုတ်ပါဘူးကိုရီလည်းအရန်တဲ့လုံးလို့ဒရိုက်တာကြီးတောင်မှဆင်းလျှော့ရိုက်ခဲ့ရတယ်ဆိုတာကိုပြပြလာခဲ့ဇော်ရှိုင်းထက်နဲ့မေသူချိုမိဘတွေကရင်းနှီးရဖို့များတယ်ကျွန်တော်တို့ညကသိမတဲ့ဘူးဒါပေမဲ့မဖြစ်လို့ဒါရိုက်နေရတာဟုတ်ပါတယ်နောက်ကားရလည်းစုံမှုနောက်ကားရလည်းစုံမှုစဉ်းစားထားပါတယ်မစုံမှုစဉ်းစားနေအဲ့လိုပြောလိုက်တာလားအေးအားလုံးမစုံလို့ပြောတာနောက်ကားရမစုံမှုစဉ်းစားထားရဲဆိုရဲဆိုရှိုင်းတက်နဲ့မေသူချိုတက်လာဆိုကပ်ရှင်နဲ့ကပ်ရှင်မှာစဉ်းစားပေးလိုက်တာလားကောင်းစီမှာပြတာနော်မေပေးရောဖြေပေးရောဘယ်လိုကြောင့်မတဲ့တာဟောစတာလေဘယ်လိုမတက်ရမှာရောတဲ့လုံးလို့မနေတားနေရရှူတင်မှာဆိုလို့ရှိရင်အရန်တဲ့လုံးသွားတဲ့အချိန်မှာဆိုရင်စာလည်းမဖတ်တော့ဘူးဘာမှလည်းမလုပ်တော့မောင်နှမကပြောချင်တဲ့အကြောင်းအရာထိုင်ပြောမုတ်စားခြင်းတွေလည်းထိုင်စားအဲ့လိုမျိုးဆိုဒရိုက်တာပြန်ပြီးတော့ငါဒီနေ့ရိုက်ရမှာလားငါဒီနေ့ဒီခန်းကိုပြီးအောင်တော့ရိုက်လိုက်ပေးရစီအောင်အဲ့လိုမျိုးပေါ့နော်ကိုကြီးကမှန်တိုင်းပြောရင်တားတို့နှစ်ယောက်ရဲ့တန်တော်တော်ခံရတာနော်ကိုစနေကလေတအားလည်းချစ်တယ်တားတို့ကိုလေတအားလည်းချစ်တအားလည်း view ဆိုင်ပြီးမပြောင်းရှာပါဘူးအရင်လည်းနှစ်ယောက်ကဟိုက12ဆင်းရိုက်ဖို့လောက်တာရင်10ဆင်းလောက်နဲ့ပဲနားလိုက်ရတယ်ဆိုတော့လည်းများပါတယ်သူလည်းပြောရှာပါတယ်ဒါကြီးလည်းရန်နေတောင်းလည်းတောင်းမှန်တယ်ကျေးဇူးလည်းတင်တယ်ငါ့ကိုရန်လည်းချစ်ပါတယ်သူညီလေးပေါ့စေနာအပြည့်နဲ့ဟိုအမြဲတမ်းဟိုကူညီပေးတယ်အမြဲတမ်းလက်တွဲခေါ်ပေးတယ်အမြဲတမ်းဆုံးမပေးတယ်နော်အခုချိန်ထိလည်းကိုကြီးကအကိုတယောက်အနေနဲ့လိုမျိုးရောအဖေတယောက်လိုမျိုးရောလုံးဝဟိုကောင်းတာမကောင်းတာတွေကအစားအသေးချာလေးလမ်းပြပေးရပေါ့နော်ဒါမဆိုလည်းအဲ့လိုပဲသူ့မောင်လေးကိုအရေးတကြီးနဲ့ထုတ်တာမပြောရင်နေပဲဒါပေမဲ့သူတို့အကုန်သိတယ်အဲ့လို